လူရဲကြောက်တယ်ဘယ်လိုခက်ခဲရှိအဲ့ဒီအရောညမှာတူတက်လာချင်နေတယ်လူရဲကြောက်တယ်ခက်ခဲရှိခက်ခဲတွေကစရောက်တဲ့နေမှာကျွန်တော်တော့နေပါလူကလည်းစိမ့်တော့ကျွန်တော်နေရစိမ့်တော့လူရဲကြောက်တယ်လူကြောက်တဲ့အချိန်မှာတငယ်ချင်းပေါင်းသိရလည်းနေရတငယ်ချင်းပေါင်းသိနေတော့ကြာစာလေးသိမ့်မလိုက်နိုင်ဘူးအတင်းလိုက်လှုပ်ဆောင်မှုလည်းမရှိဘူးအဲ့ဒါလည်းခက်ခဲနောက်ကြတော့တငယ်ချင်းတွေကလည်းပေါင်းလိုက်မှပေါ်တော်လေးနဲ့ခင်ဖို့ကောင်းတယ်ကိုတိုးတက်ပြောင်းလဲလာတော့အရင်ကထက်ပို့ပြီးတော့ပေါင်းသိဆက်ဆံရေးကကောင်းလာတယ်ပေါင်းဆက်ရေးကောင်းလာတယ်စာလည်းပို့ပြီးတော့လှုပ်ချင်စိတ်များလာပြီးကြအသိလိုက်လှုပ်ဆောင်မှုလည်းအားကောင်းလာတယ်ဆိုရတော့နောက်ပိုင်းမှာတင်ငယ်ချင်းတွေကခင်ပြီးတော့မှအဒီပဲလောက်ကပြောလာတယ်မောဘီလည်းလူစားလာတယ်ပထမဆုံးခက်ခဲနေရတော့အဝေးရလာရယ်ပြီးတော့အခုမှစားတော့တဲ့ဆိုတော့ကြတော့အဲ့လိုမျိုးတင်ငယ်ချင်းတွေနဲ့ပေါင်းတင်ဆက်ဆံရေးမှာအဆင်ပြလေးရယ်အခုစာကြည့်လို့တဲ့ညမှာတူတက်လာရလို့ထင်တယ်ပြီးတော့English speaking ဘိုင်းမှာလည်းကိုတူတက်လာရလို့ထင်ပြီးပါဗျာတင်းနေမတက်ခင်တော့လူရမ်းကြောက်တယ်တင်းနေတဲ့ဟိုစကားပြောမှလည်းအရန်ကြောက်တယ်တင်းနေတက်ပြီးတော့ဆရာစာရေးလို့ရင်းနဲ့လို့တင်းနေတက်ခင်ပြီးတော့စကားရေးလည်းအရန်ပြောတတ်လာတယ်အင်္ဂလိပ်စာရေးလည်းပို့ပြီးတော့လေးတာဖြစ်တယ်စာကြလို့ရတနည်းနည်းနေပြီးရဲ့ချိန်ရင်တော့ဆိုရင်အင်္ဂလိပ်စာကိုရမ်းကြောက်တယ်မိုင်းနိုင်မှလည်းကြောက်တယ်အဲ့လိုတကယ်ချင်းနေနဲ့ဆိုရင်လည်းကွာရင်တော့ဗိတ်ကြီးစီအဲ့လောက်ရှိရောက်တယ်အဲ့လိုမျိုးအင်္ဂလိပ်စာတော့မယ်ဆိုရင်တကယ်ချင်းနေနဲ့လည်းအဲ့လိုပိုးမရှိတဲ့အချိန်ကျတော့အခက်ခဲရအများကြီးဖြစ်တယ်ပေါ့တကယ်ချင်းနေနဲ့စာတူလုပ်တယ်အိမ်မှာဆိုလဲအဲ့လိုမျိုးရင်တော့စာမလုပ်တဲ့ကွာခုစာရအတူတူလုပ်ပြီးတော့အဲ့လိုမျိုးခက်ခဲကြော်လာဘောကြတာကအဒီပတိလောက်ရတဲ့သဘောကြတယ်သဘောမကြတာကျတော့အင်စာရေးကျလို့ရတယ်လို့ပေါင်းကြတော့